တရားနာတရားဝင်ယောဂီပရိသတ်များဆောက်တည်ကျင့်သုံးရတဲ့သီလကုသိုလ်ဝေယဝိဇ္ဇကုသိုလ်ရှင်များဆောင်ရွက်ကြတဲ့ဝေယဝိဇ္ဇကုသိုလ်နဲ့နာကြပွားများအားထုတ်ကြတဲ့သမထဝိပဿနာဘာဝနာကုသိုလ်အစုစုကိုရည်စက်တွန်းချအမြပေးဝေပါမယ်ဒီတရားဒေသနာတော်ကိုမဟောကြားသေးမနာကြားသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောအစိမ့်တရားသုံးလောကထွတ်တသဗ္ဗညုမြတ်စွာဘုရားကိုတန်ရှိချက်ယရနာ၃ပါးဘုရားရှိခိုးနဲ့ရှိခိုးကြည်ညိုကြရအောင်အလုံးတော်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့လက်အုပ်ချီမို့ပြီးတော့အာယုံပြုထားကြပါတန္တရာဇကဝိဒံတံတံသုဒ္ဓမတ္တဩရတံတံစိန္ဒကံဘဝေအာတံတံကံအပိတုမာနတံတန္တရာဇကဝိဒံတံအမှန်မသိဓမ္မမိကဂတိကောဒုက္ခရောက်ကုန်ကမောကမလဲလဲရသည့်ဘဝခံခါတန္တရာဇကြီးကိုချက်စီပေတတ်သည့်ဘုရားယရဏမြတ်ကြီးကို၎င်းတန်တုံတန်ယုံမှမြဉ္ဉံပြမတံပဲသစ္ဆံစင်ကြယ်တွေ့ပိဋကတရားယရဏမြတ်ကို၎င်းအတ္တထိုတရားသခင်ဘုရားအရှင်ဤဩရတန်တရားယင်းနှင့်သာဆင်စစ်သည်ဖြစ်ပေထသောဘဝေဖြစ်လျင်ပြင်းမြဲမလွယ်တန်ထွားတန္တရာနောင်တွင်ထောင်အခြင်း၌အာတတမေခင်မင်းလိုခြင်းတွေ့တာဒနာသဘောအာသာချောကိုသံကိလကဆွဲလန်းလောကင်းဆိုတင်ဖြင့်အရှင်ပြတ်စေဖြတ်တော်မူပေထသောသူမနတန်တွင်ပန်းညစ်ကျေပြဝိသဖြင့်အေးအေးမြတ်မြတ်ရှင်ပြကြည်လင်ကောင်းမြတ်သောစိတ်စဉ်ရှိပေထသောသံဃာအပိရှိပါရိယမြတ်တန်ခါယရဏဝင်တောင်းရှင်ကောင်းရှင်မြတ်ပေါင်းကိုတကောင်အဟံယုတ်တနတ္တပရမတ်ကိုသူငါမိခေါ်တည်းတော်သည်ဝန်ဒေဝန္တမိကိုလုံးနှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျှော့၍ကရောမြတ်တို့ကိုလျောကရှိခိုးနေပါ၏ရှင်ဗျာမယံပြဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုသမုတ်ကျွန်ုပ်တို့သည်ဝန်ဒေဝန္တမမင်္ဂလာကရဏလက်ဥစား၌ကြည်စွာကိုရောပူဇော်မြတ်တို့လက်ဆုံးမူကားရှိခိုးဥညွတ်ပါကုန်၏အရှင်ဘုရားဣနဂဟဝတန္တာရေတတ္တဝတ္တဣနာယိကံအတ္တအဉ္ဉံဝိဟေတေယပုဏ္ဏအဉ္ညောဝိဟေတယေတန္တာရေတန္တရ၌တတ္တတတ္တဝါတို့သည်ဣနေကဟဝကျွေးယူရထလူများတို့ကဲ့သို့ဝတ္တဣနာယိကဝကျွေးတင်၍နေကြလေကုန်၏အတ္တမိမိသည်အဉ္ဉံသူရပတ္တကိုဝိဟေတေယအနံယူကညှင်းစေနှိစ္စခေညာံဧဝံတတိဤကဲ့သို့မိမိကသူရပတ္တအပေါ်မှာအနံယူကညှင်းစေနှိစ္စခဲ့သည်ရှိသောဘုဏ္ဍတပံအညောပိသူရပတ္တကလည်းပင်အတ္တနာမိမိကိုဝိဟေထေယအနံယူကညှင်းစေနှိစ္စနေရာဤတတ္တမထို့ကြောင့်ဝိဟေတနာအနံယူကညှင်းစေနှိစ္စကြောင့်မကောင်းတဲ့ဝိဟိတခေါ်အကုသိုလ်တရားကိုဝိတော်တရေမိမိတန်တံအဖန်ပန်လျင်မမမဖြစ်ပွားရလေအောင်ကောင်းစွာမသွေဆေကြောသုတ်တင်လေရာတည်းဒီကရာလေးကဥစဉ်လို့တန္တရာမှာကျင့်လည်နေကြတဲ့တူတူငန်းငန်းတတ္တဝါတွေရဲ့ဘဝတရုပ်ကိုဖော်ထုတ်ပြီးတဲ့ဂါထာလေးတဲ့တန္တရာမှာကျင့်လည်နေကြတဲ့တူတူငန်းငန်းတတ္တဝါတို့သည်ဝတ်ကြွေးတင်နေကြတယ်။ဘာကြွေးတင်လဲဝတ်ကြွေးတင်နေကြတယ်အတိတ်ဘဝများစွာတုန်းကကံတရားတွေကိုလုပ်ခဲ့တဲ့အတွက်အဲ့ဒီကံမဝတ်ကြောင့်အခုဝိပါကဝတ်ဆိုတဲ့ခန္ဓာကြီးကိုရခဲ့ကြပြီအတိတ်တုန်းကလုပ်ခဲ့တဲ့ကံတရားတွေကကံမဝတ်အဲ့ဒီကံမဝတ်ကိုလုပ်တဲ့အတွက်ကြောင့်မို့လို့အခုဝိပါကဝတ်လို့ခေါ်တဲ့ခန္ဓာကြီးရကြပြီကဲအတိတိသောတတ္တဝါများခန္ဓာမရကြဘူးလားကဲအဲ့ဒါဘာကြောင့်ရအတိတ်တုန်းကကမ္မဝတ်ကြောင့်ကံတွေကိုလုပ်ခဲ့တဲ့အဲ့ဒီကံကိုကမ္မဝတ်လို့ခေါ်တယ်ဒီကံတွေကိုလုပ်ခဲ့တဲ့ကမ္မဝတ်ကြောင့်အခုဝိပါကဝတ်ဆိုတဲ့ခန္ဓာကြီးကိုရကြပြီ
ရတာတဲ့ဝိပါကဝခန္ဓာကြီးသည်ဝတ်ကြွေးခန္ဓာဘာခန္ဓာလဲကမ္မဝတ်ကြောင့်ရလာတဲ့အကျွေးခန္ဓာကဲအကျွေးဆိုတာတင်ရင်ဘာလို့ရမလဲပြန်ထရမယ်မဆက်ဖဲနေလို့ရမလားအတိတ်ဘဝဘဝများစွာကကံတရားတွေလုပ်ခဲ့တဲ့အတွက်ကမ္မဝတ်အကျွေးတွေတင်နေကြတယ်အဲ့ဒီကမ္မဝတ်အကျွေးတွေကိုအခုရထားတဲ့ဝိပါကဝတ်ခန္ဓာကြီးနဲ့ပြန်ပြီးတော့ဆက်ကြရမယ်ဝတ်ကျွေးဟူကပေးဆက်ရမတတ်ချင်ဘူးရှောင်လို့ရမလားမရဘူးတဲ့လောကကျွေးတော်မှမပေးဆက်ရင်ဝတ်ကျွေးအနေနဲ့ပြန်ထပ်ရတတ်တယ်ဘုရားတို့ဟိုငယ်ငယ်တုန်းကမုံရွာနယ်ကဆရာတော်တစ်ပါးနဲ့ဆုံလို့ဆရာတော်ကဘာပြောလဲဆိုတော့တို့မုံရွာမှာတဲ့တထေကြီးဥဖိုးရှိဆိုတာရှိခဲ့ဘူးတဲ့တထေကြီးနာမည်ကဘယ်လိုတဲ့ဥဖိုးရှိငယ်စဉ်တော့ကအင်မတန်ဆင်းရဲတာกว่าတဲ့ဘယ်တော့တောင်ဆင်းရဲလဲဆိုသူများအိမ်မှာဆင်းရဲငါလှုပ်ရှားနေရတာမိန်းမကလည်းသူများအိမ်အလုပ်လုပ်ယောက်ျားကလည်းသူများအိမ်မှာဆင်းရဲငါဆင်းရဲရဲ့အဲ့ဒီလိုနေကနေပြီးတော့တနေ့တော့ကွာတဲ့သူ့အပြောတဲ့အိမ်မက်မဲ့ပြီးတော့ရွှေတွေလာတူးပါဆိုလို့အဲ့ဒါအလုံးရှင်အိမ်ကလဲနဲ့ငါနဲ့သွားလဲနဲ့နွားနဲ့ကိုယူပြီးတော့သွားတူးတကယ်လည်းရခဲ့ပါတယ်တဲ့ရလည်းရခဲ့တော့အဲ့ဒါဒီတဏှာမှာမြုပ်ထားပိမ့်ထားပြီးတော့မုံရမျိုးပေါ်ကိုတက်အိမ်တစ်လုံးကောင်းကောင်းမွန်မွန်ဆောက်ပြီးတော့အားလုံးလည်းပဲပြီးစီးသွားရောအဲ့ဒီရွှေတွေပါတဲပြီးတော့အဲ့ဒီအိမ်ကိုရောက်တဲ့အခါကျတော့ငဘိုးကဆင်းရဲသားမောင်ဖို့ရှိအခုတော့တတိဥဖို့ရှိလူဆိုတာချမ်းသာတဲ့လောကရန်ကိုခံနိုင်ခဲ့တယ်ဆင်းရဲတဲ့လောကရန်ကြတော့ခံနိုင်ကြတယ်ချမ်းသာတဲ့လောကရန်ကြတော့ခံနိုင်ခဲ့တယ်ဦးဇင်းတို့ငယ်စဉ်ကလေးဘဝတွေးမိတယ်အောင်မင်းချမ်းသာတဲ့လောကရန်ဘာမခံနိုင်ကြရှိလို့ချမ်းသာတာမြန်ဘလောက်ကောင်းလဲလို့တွက်ခဲ့မိဒီအကြောင်းလေးကြားလိုက်တော့တဲ့ဟုတ်တာပဲလို့ကဲဟိုတုန်းကတော့ဆင်းရဲတဲ့အချိန်မှာလင်မယားနှစ်ယောက်ဒိုတူပေါင်းပဲတခါတည်းရုံးကန်လောက်ကန်စားတော့လို့ချစ်ချစ်ခင်ခင်ကျင်းကျင်းနာနာနဲ့အခုချမ်းလည်းပဲချမ်းသာတော့တထေကြီးဥဖို့ရှိရလေနောက်ထပ်မိန်းမတွေတယောက်ပြီးတယောက်ယူလိုက်တာအလုံးပေါင်း400တဲ့ကဲတရားလားဘယ်သူကပြောအဲ့တော့ချမ်းသာတဲ့တန်သူခံနိုင်လားမခံနိုင်လားမခံနိုင်ဘူးလောကရန်ကိုမခံနိုင်လားကဲအဲ့ဒီလိုတယောက်ပြီးတယောက်ယူပြီးတော့နောက်ဆုံးယူလိုက်တဲ့ဇနီးတဲ့အရွယ်ကလည်းငယ်အဲ့ဒီဇနီးတွေကိုလည်းပဲဒီအိမ်မှာထားတနေ့တော့အလုသမားတွေနဲ့ချမ်းချမ်းသာသာထားရင်ကနေပြီးတော့ရေခတ်တဲ့အလုသမားတယောက်နဲ့ဒီဇနီးတွေကို तू မတင်လာဘူးတဲ့သူများပြောတဲ့စကားနဲ့မတင်လာဘူးသူကိုယ်တိုင်လည်းပဲဘာမှမမြင်မတွေ့ဘူးအဲ့တော့မတင်လာတော့ तू နိုင်ရာကိုထောင်းတယ်ဘာကိုထောင်းမှာနိုင်ရာကိုထောင်းရေထမ်းသမားကတနေ့လုံးထမ်းမှာဟိုတုန်းကပတ်စံတမတ်ပဲရညနေကြတော့ရေထမ်းကလည်းသွားတောင်းရောဟဲ့ကောင်မင်းကပေးပြီးပြီတဲ့တတိကများမပေးရသေးပါဘူးကျွန်တော်တို့မှတနေ့လုံးမှတနေ့စားဒါလေးမှပါမသွားရင်အိမ်စားကြရမရှိဘူးဟဲ့ကောင်ပေးပြီးပြီဆိုတာမင်းမကြောက်ဘူးလားသွားတယ်တဲ့အဲ့လိုပြောလိုက်တော့မပေးရသေးမှတိတိနဲ့ပေးပြီးပြီလို့ပြောလိုက်တဲ့အတွက်တတိကြီးဥဖို့ရှိအကျွေးဘလောက်တင်သွားတမတ်တင်သွားတယ်အဲ့ဒီအကျွေးတမတ်နဲ့ဒီလိုပဲနေနဲ့ထားပါတော့တတိကြီးဥဖို့ရှိတတန်းကုန်းလို့သေးပြီးမကြခင်မှာအဲ့ဒီရေထမ်းသမားကိုအိမ်မဲ့ပေးတဲ့မင်းရဲ့ပတ်စံတမတ်မပေးခဲ့မိလို့မင်းအိမ်မှာနွားဖြစ်ရမယ်တဲ့တခါတည်းဟိုရေထမ်းသမားကအောင်မမောင်ဖို့ရှိငါအိမ်နွားဖြစ်မတဲ့စိတ်ကူးနဲ့ဘယ်သူမှတော့မပြောသေးဘူးအဲ့ဒီလိုနဲ့တို့အိမ်ရဲ့နွားမကြီးကနွားလေးမွေးလာတဲ့အခါကျတော့တရက်နှစ်ရက်ရှိသေးတယ်သူကလှမ်းခေါ်တယ်ဟဲ့ဖိုးရှိဆိုအဲ့နွားလေးကလှဲ့ကြည့်တယ်ဟုတ်ပြီဒါဖိုးရှိဝင်သားတာပဲနေမှာနည်းနည်းသွားတတ်တဲ့အချိန်မြက်ကျွေးတော့မစားဘူးထမင်းကျွေးမှစားတယ်လူနဲ့နီးစပ်တာပဲနေမယ်ဆိုပြီးတော့ကျင်းတွေမုတ်ချသူကပြောတော့တာပဲတတိဖိုးရှိဟေးငါရေထမ်းကတမတ်မပေးလို့အိမ်မှာနွားဖြစ်ပြီလို့တခါလိုက်ပြောတော့ဒီတတိကြီးဥဖိုးရှိရဲ့ဇနီးတွေရောသားသမီးတွေရောမြင်းမြစ်တွေရောခံနိုင်မှာမလားမခံနိုင်ဘူးမခံနိုင်တော့ယုံတင်တရားဆွဲဖြတ်တဲ့အမှုဆုံးဖြတ်တဲ့အမှုကလည်းတော်တော်ခက်ခဲပဲအဲ့တော့ယုံရောက်လည်းရောက်ဟိုမုံရွာကရာပြေတွင်းကြီးမှာထူးထူးဆန်းဆန်းတရားပွဲဆိုတော့လာပြီးတော့ကြည့်ကြတဲ့နားထောင်ကြတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးအဲ့တော့တစ်ဖက်နဲ့တစ်ဖက်ရှင်းနေလေးနဲ့တခါတဲ့အစိုးအခြေတွေတင်သွင်းကြတော့ဒီဘက်ကရှင်းနေကပြောတယ်အိမ်မက်ဆိုတာမမက်ဖဲနဲ့ကြမ်းတမ်းပြောလဲရတာပါပဲတဲ့တစ်ချက်တန်တဝါဆိုတာဖိုးရှိလို့နာမည်ပေးရင်ဖိုးရှိခေါ်တော့လှည့်ကြည့်မှာပေါ့တဲ့ငဏီလို့နာမည်ပေးကြည့်ပါလားငဏီခေါ်လှည့်ကြည့်မှာပဲဒါလည်းမခိုင်လုံပါဘူးတဲ့ထ
မင်းဆိုတာလည်းထမင်းအကျင့်လုပ်ကြွေးရင်ထမင်းစားမှာပေါ့မြက်အကျင့်လုပ်ကြွေးရင်မြက်စားမှာသူပြောတာလေအာလုံးခိုင်လုံမှုမရှိပါဘူးဆိုတော့ကဲတရားကဆုံးဖြတ်လို့မရတော့နောက်တစ်ပတ်ပြောင်းပြီးတော့ချိန်လိုက်နောက်တစ်ပတ်လည်းချိန်လိုက်ရောအဲ့ဒီမှာရေထမ်းသမားကတရားသူကြီးကိုတောင်းဆိုတယ်တရားသူကြီးခင်ဗျာနောက်တစ်ပတ်တရားချိန်လို့ရှိရင်တတိယဥပုပ်ရှိအသက်ရှင်လုံးကရင်းနှီးနေတိုင်းကတဲ့ဇနီးတွေသားသမီးတွေညီးတွေခေါ်ထားပေးပါတဲ့ခေါ်ထားပေးဆိုတော့နောက်တစ်ပတ်တရားချင်းနဲ့ချင်းတော့လူအုပ်ကြီးကပိုးတော်များလာတယ်။ဒါပြေကွန်းကြီးကိုပြေးနေတာပဲ။အဲ့မှာတရေကြီးဥပုပ်ရှိရဲ့ဇနီးတွေသားတွေညီးတွေရင်းနှီးနေခဲ့တဲ့ပုဂ္ဂိုလ်တွေအကုန်လုံးခေါ်ထားပြီးတော့ဒါပြေကွန်းထဲမှာလူတွေကိုတန်းစီထိုင်တိုင်းပြီးတော့မှ2ယောက်ချ1ယောက်3ယောက်ချ1ယောက်4 5ယောက်ချ1ယောက်ဥပုပ်ရှိရဲ့အဲ့ဒီဇနီးတို့သားတို့ညီးတို့အကုန်လုံးအဲ့ဒါနေရာနဲ့လိုက်ထားပြီးတော့အဲ့ဒီနွားလေးကိုလည်းခေါ်လာပြီးတော့ဒီရေထမ်းသမားကပြောတယ်ကဲမောင်ဖိုးရှိမင်းနွားဖြစ်တယ်ဆိုတော့မင်းအမျိုးတွေကမယုံဘူးတယောက်မကြလိုက်နမ်းပြစမ်းတဲ့ခိုင်းတော့နွားလေးကလူအုပ်ချားထဲဝင်သွားပြီးတော့တယောက်မှမမှားဘူးတဲ့လိုက်ပြီးတော့နမ်းတယ်ကဲဘယ်သူနိုင်သွားရေထမ်းသမားနိုင်သွားရေထမ်းသမားလည်းနိုင်သွားရောဟိုကတရေကြီးဥပုပ်ရှိရဲ့ဇနီးတို့သားတို့ညီးတို့ကပြောတာပေါ့အေးတို့ယုံပါပြီကွာတယောက်မှကိုမမှားဘူးအဲ့တော့တို့ဖေနွားဖြစ်တယ်ဆိုတာယုံနဲ့တို့ယောက်ျားနွားဖြစ်တယ်ဆိုတာယုံနဲ့အဲ့တော့အဲ့ဒီနွားလေးတို့ပြန်ရောင်းပါလို့ပြောတော့ရေထမ်းသမားကတမတ်ဖိုးကြည့်အောင်ခိုင်းရအောင်မယ်ကဲဝတ်ကြွေးဟူကပေးဆိုင်ရလောကအကျွေးတော်မှမပေးရင်ဘဝတန်တရာမှာဝတ်ကြွေးအနေနဲ့ဆက်ရသေးတယ်ဆိုတော့အတိတ်ဘဝတန်တရာကကမ္မဝတ္တေကိုလုပ်ခဲ့ကြမယ်ဆိုရင်ဝိပါကဝတ်ခန္ဓာကြီးနဲ့အတိတ်ကလုပ်ခဲ့သမျှကံကြွေးတွေကိုဘာလို့ရမလဲပေးဆိုင်ရမယ်မဆက်ချင်ဘူးရှောင်လို့ရမလားမရဘူးကဲဒီတော့လူဘဝမှာနှိမ့်တုံမြင့်တုံလောကရန်မျိုးစုံကြုံကြရပါတယ်ကိုကသားနေတဲ့အခါမှာရာထူးအာဏာတာတဲ့စီးစိမ်ချမ်းသာတာတဲ့ရုပ်ရည်အစဉ်ယူပကရတာတဲ့ဉာဏ်ပညာတွေတာတဲ့ဆွေကုံမျိုးကုံတိုင်းဝိုင်းကုံတာနေတဲ့အချိန်မှာမိမိအောက်နှိမ့်ကြနေတဲ့ပုံကိုယ်တွေနဲ့တွေ့ကြုံတဲ့အခါမှာငါကသာတော့ဖိထောင်းထားအောင်မယ်ဒီငါကိုနှံနိုင်တာမှမဟုတ်တာပဲဆိုပြီးတော့အနိုင်ယူကနှိမ့်ဆက်ညှင်းဆဲကြမယ်ဆိုလို့ရှိရင်ကိုကသာတော့အနိုင်ယူထားမယ်ဆိုရင်နောက်တပံလေးပဲကိုယ့်ကိုသာသူပေါ်လာပြီးတော့ကိုယ့်တဲ့သားတဲ့ပုဂ္ဂိုလ်ပေါ်လာပြီးတော့ကိုယ့်ကိုဘာလို့အောင်မလဲအနိုင်ယူကညှင်းဆဲနှိမ့်ဆက်ကြအောင်မယ်တဲ့ဝကြွေးဟူကပေးဆိုင်ရာကဲကိုကသူများကိုနိုင်တာတော့အဲ့ဒီနိုင်တဲ့ပုဂ္ဂိုလ်ကပြန်သာသွားလို့ပဲဖြစ်ဖြစ်ဓမ္မမို့ရင်တခြားတစ်ယောက်ကဖြစ်ဖြစ်ကိုယ့်ထက်သာပြီးတော့ကိုယ့်ကိုပြန်ပြီးတော့နိုင်ကြလေအောင်မယ်အဲ့တော့ကိုကသာတော့ကနှိမ့်ဆက်ညှင်းပန်းတယ်ဆိုတာကမ္မဝေါတို့ကိုအနိုင်ကျင့်ထားတာဘာဝေါလဲကမ္မဝေါဒီချိန်တခါသူကပြန်သာလို့ဖြစ်စေတခြားတစ်ယောက်ကဖြစ်စေဘယ်ကိုယ့်ထက်သာသူပေါ်လာပြီးတော့ကိုယ့်ကိုပြန်ပြီးတော့နှိမ့်ဆက်ပြီးညှင်းဆဲပြီးကိုကခံအလှည့်ရောက်ပြီးဆိုရင်ဝိပါကဝေါမခံရဘူးလားအဲ့ဒီချိန်ကျမှမခံနိုင်ဘူးဆိုပြီးတော့ရှောင်ပြေးလို့ရမလားမရဘူးဝိဘက်ဟူတိကြံမရှိခင်ပြန်မိတဲ့မျိုးမကောင်းကျိုးဖြင့်နောက်ပေါ်လိုက်တဲ့သူကိုဖြက်ကကိုပြက်တတ်စွာဣလူယဝေဓမ္မတအယောပမာနှုံးမူခါမျိုးချုံမျိုးစစ်ဆိုင်မျိုးကထိုမျိုးအနာမချတူပြီးခါကြူပြီးလို့သာကြီးမင်းပြူမှတ်ပိုက်လို့တော့သူ့ကိုတယံမကြော့ကျမ်းနဲ့လူနှမ်းကိစ္စကြိုးမရဘူးနိယမမျိုးကောင်းအဆိုသည်ပြစ်ကြိုးနှစ်ပါးဖြစ်တဲ့ညာကဖရာတော်မှရှောင်မရဘူးတဲ့ဝိဘက်ကိုပြန်ပြီးတော့ဆက်ကြရတော့မယ်ဆိုတဲ့အချိန်မှာဖရာလည်းရှောင်လို့ရရဲ့လားမရဘူးတဲ့ဟိုတုန်းကလက်ဝေသမားဘဝနိုင်ခဲ့တဲ့အချိန်လုံးကသူနိုင်ခဲ့တဲ့ပုံကိုယ်တွေကိုလေဘာလုပ်ခဲ့တယ်လဲဒုကိုထောင်ပြီးတော့ခါယိုးကိုရိုက်ချိုးခဲ့အဲ့ဒီဝိဇ္ဇကမ္မဝတ္တေကိုလုပ်ခဲ့တဲ့အတွက်အခုဖရာဖြစ်တဲ့ဘဝကြတော့ခန္ဓာယောဂခံရရှာတယ်ဖရာလည်းအကျွေးမဆက်ရဘူးလားဆက်ရတာပဲဖရာတော်မှရှောင်မရဘူးဆိုရင်သူငါတို့တတ္တဝါတွေရှောင်လို့ရပါမလားမရဘူးတဲ့ဒါကြောင့်ကမ္မဝအကျွေးတွေကိုမတင်အောင်ကြိုးစားကြရမယ်ကိုကသားနေနိုင်နေတဲ့အချိန်မှာကိုအောင်ယုံနေနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာအနိုင်မယူသင့်ပါမညှင်းစေသင့်ပါညှင်းစေသင့်ပါမလားမညှင်းစေသင့်ဘူးကဲကိုကမလုံသင့်တာတော့မှန်ပါပြီတကယ်လို့မြန်ကိုနိုင်တဲ့သူတွေနဲ့ပေါ်လာပြီးတော့တွေ့ကြပြီဆိုရင်အတိတ်ဘဝတစ်ခုကကိုကနိုင်ခဲ့လို့
အခုဘဝမှာကိုနိုင်သူတွေနဲ့ကြုံလာပြီးတွေ့လာပြီးဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့ပေးဆက်ကြမလဲတဲ့ကိုကဆက်လက်ရောက်သွားပြီဟောအတိတ်ဘဝတို့ကကိုကနိုင်ခဲ့တယ်အနိုင်ယူခဲ့တယ်ညှင်းဆဲခဲ့တယ်နှိပ်စက်ခဲ့တယ်အဲ့ဒီလိုတွေလုပ်ခဲ့တဲ့အတွက်ဟောအခုဘဝရောက်တော့ကိုနိုင်သူတွေပေါ်လာပြီးတော့အနိုင်ယူပါပြီတဲ့နှိပ်စက်ပါပြီတဲ့ညှင်းဆဲပါပြီတဲ့အဲ့ဒီကံမှာကိုကပေးဆက်ရမှာအကယ်၍မဆက်နိုင်ဘူးမခံနိုင်ဘူးလို့ပြန်ချရင်ကမ္မဝေါမခံနိုင်လို့ပြန်ချတော့ကမ္မဝေါကမ္မဝတ္တေဖြစ်ရင်နောက်တစ်ခါဘာဝုခံဝိပါကဝုခံဝိပါကဝုခံတဲ့အချိန်ကျတော့ခံနိုင်ရဲ့လားမခံနိုင်တော့ပြန်ချဘာဝတ္တေဖြစ်ကမ္မဝတ္တေဖြစ်ကမ္မဝတ္တေဖြစ်ရင်နောက်တစ်ခါဝိပါကဝုခံဆိုတော့ဒီအကျွေးဆက်နေတဲ့တန်ត្រာကြီးဟာဆုံးမအောင်မလားမဆုံးတော့ဘူးတဲ့ဒါကြောင့်မလို့ကိုကပေးဆက်အလှဲ့ကိုရောက်ပြီဆိုရင်ဘယ်လိုနည်းနဲ့ပေးဆက်ကြမလဲတဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပါရမီဖြည့်ကျင့်စဉ်အခါတုန်းကဘာတွေနဲ့ကြုံပေးဆက်ခဲ့တဲ့နည်းတစ်ခုကခန္တီတရားနဲ့ဆက်ရမယ်ဘာနဲ့ဆက်ခန္တီတရားနဲ့ဆက်ရမှာကဲဒီတော့ပြီးခံဆိုတဲ့စကားလုံးဟာလွယ်တဲ့နောက်ပြီးခံရတာခက်တယ်ပြောရင်တော့လွယ်တယ်မင်းဘက်ကပြီးခံလိုက်ပြီးတာပါပဲကွာဆိုပေမဲ့အဲ့ဒီပြီးခံတဲ့ပုဂ္ဂိုလ်ကလေကတိကောင်နဲ့ပြီးခံဖို့ကြတော့ခက်တယ်ကဲဒါမြင်ပြီးခံတတ်အောင်လို့ဘယ်လိုနှလုံးသွင်းပြီးတော့ပြီးခံကြမလဲတဲ့ဗုဒ္ဓမြတ်စွာအလောင်းတော်ဘုရားပါရမီဖြည့်ကျင့်စဉ်တွေတုန်းကကျင့်သုံးခဲ့တဲ့ပြီးခံနည်းလေးတွေဒုရကရကမတွေနဲ့တိုက်ဆိုင်မှုရှိလို့ရှိရင်ကြုံလာတဲ့လောကရန်အာယုန်တွေနဲ့တွေ့တဲ့အခါမှာပြီးခံမှုနဲ့ပေးဆက်နိုင်အောင်လို့တဲ့အလုံးဆိုကြည့်ဒုက္ခအကျွေးပြတ်ကင်းဝေသဗ္ဗေခန္တီပွားရမည်ဒုက္ခအကျွေးပြတ်ကင်းဝေသဗ္ဗေခန္တီပွားရမည်ဆိုလိုက်ပါဒုက္ခအကျွေးပြတ်ကင်းဝေသဗ္ဗေခန္တီပွားရမည်ဒုက္ခသဗ္ဗေခန္တီပွားရမည်ဒုက္ခအကျွေးတန်ត្រာကြီးပြတ်သွားအောင်လို့ပြီးခံခြင်းနဲ့ပေးဆက်ပါတဲ့နှလုံးသွင်းရမှာကဥစ္စာတို့ကဲကိုယ့်ပေါ်မှာနိုင်သူပေါ်လာလို့ရှိရင်သူကနိုင်တော့ကိုကခံရပြီအဲ့ဒီချိန်မှာမင်းမခံနိုင်လို့ပြန်ချတော့ကမ္မဝတ္တိဖြစ်ရင်နောက်တစ်ခါနင်းပြန်ခံရအောင်မယ်ဝိပါကဝကဲမခံတော့ခံရမှာခံရမှာကဲပြီးတော့အဲ့ဒီဝိလေပုံလေးကိုဆိုကြည့်လိုက်ကံကြောင့်ဝိပေကြောင့်ကံပြန်အလံဖြင့်နိဗ္ဗာန်မယမြုပ်မျောရာဒုက္ခမဆုံးပြီကံကြောင့်ဝိပေကြောင့်ကံပြန်အလံဖြင့်နိဗ္ဗာန်မယမြုပ်မျောရာဒုက္ခမဆုံးပြီမခံနိုင်လို့ပြန်ချတော့ကမ္မဝကံကြောင့်ပြန်ခံရတော့ဝိပါကဝကဲဝိပါကဝခံတော့မခံနိုင်ဘူးဆိုပြီးတော့ပြန်ချတော့ကမ္မဝတ္တေလို့ရင်နောက်တစ်ခါဝိပါကဝခံဆိုတော့တပြန်တလက်နဲ့အဲ့ဒီဒုက္ခအကျွေးတန်ត្រာကြီးဆုံးမအောင်မလားမဆုံးဘူးဒါကြောင့်ကံကြောင့်ဝိပကြောင့်ကံပြန်အလံဖြင့်နိဗ္ဗာန်မယမြုပ်မျောရာတန်ត្រာရေရင်ကျော်မှာဘယ်လိုမျောမှာမြုပ်မျောမှာကဲမြုပ်မျောနဲ့ပေါ်မျောဘယ်မျောကောင်းပေါ်မျောပဲကောင်းခြင်းလေဘယ်လိုမျောတဲ့ဆိုရင်ကောင်းကိုမကောင်းသူတို့ကပေါ်ခြင်းလေးတယ်အခုချိန်ကဲပြီးတော့နိဗ္ဗာန်ကိုမရဘဲနဲ့ဒုက္ခတန္တရာထဲမှာမြုပ်မျောလိမ့်မယ်အဲ့ဒါလေးကိုနှလုံးသွင်းပြီးတော့ဩသူကငါ့ကိုနိုင်နေပြီအဲ့ဒါမခံနိုင်လို့ပြန်ချရင်ငါမှာကမ္မဝတ္တိဖြစ်အောင်မယ်ကမ္မဝတ္တိဖြစ်ရင်နောက်တစ်ခါဝိပါကဝငါပြန်ခံရမယ်အဲ့ဒီဘဝကျတော့မခံနိုင်လို့ပြန်ချရင်ကမ္မဝတ္တိဖြစ်ပြန်တော့နောက်တစ်ခါဝိပါကဝခံဆိုပြီးတော့ဒီအကျွေးတန္တရာကြီးပြတ်မှာမဟုတ်တော့ဘူးဒုက္ခအကျွေးတန္တရာကြီးပြတ်သွားဖို့အတွက်ငါကပဲပြီးခံလိုက်တော့မယ်လို့အဲ့ဒါလိုနှလုံးသွင်းပြီးတော့ပြီးခံခြင်းနဲ့
ပေးဆက်ပါကဲဒီလိုနှလုံးသွင်းလိုက်ရင်ကိုကပြန်ချနေတယ်များတော့ကမ္မဝတ္တိဖြစ်ပြီးနောက်တစ်ခါလဲဝိပါကဝတ္တိခံရအောင်မှာအဲ့တော့ဒါမခံရတော့အောင်ပြတ်သွားအောင်ဆိုရင်ကိုသီးခံလိုက်ရင်မပြီးဘူးလားပြီးတယ်အဲ့ဒီလိုနှလုံးသွင်းပြီးတော့သီးခံရမယ်တဲ့ဒါကသီးခံဖို့တစ်မျိုးနောက်တစ်ခါနှလုံးသွင်းလေးတစ်ခုနဲ့သီးခံကြည့်ရမယ်ဆိုကြည့်လိုက်ဒေါသပြစ်ပေစင်ကျင်တွေမနေခံဒီပွားရမည်ဒေါသဖြစ်ပေစင်ကျင်တွေမနေခံဒီပွားရမည်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုအပြစ်တွေဖြစ်မှာလဲလို့ဒေါသရဲ့အပြစ်တွေကိုဆင်ခြင်တွေးတောပြီးတော့သီးခံရမယ်။ဘာရဲ့အပြစ်တွေဆင်ခြင်ဒေါသရဲ့အပြစ်တွေဆင်ခြင်ကဲသူကကိုယ်နှိမ့်သက်တော့ကိုယ်ကမခံရင်ဘူးဆိုတာဗာလေဒေါသအဲ့ဒီဒေါသဖြစ်လာပြီဆိုလို့ရှိရင်ရုပ်ရည်ဆင်းပြဲအိပ်ဆက်မပြောတဲ့ဒေါသဖြစ်လာတာနဲ့အမျှကိုယ်မှာဘာဖြစ်သွားလဲရုပ်ပြက်ဆင်းပြဲတခါတလေများကြည်စံတောင်းတန်းရုပ်ရည်ချောမောတဲ့လူတယောက်အကြီးကျယ်ဒေါသထွက်လာပြီးတော့မျက်ထောက်ကြီးတွေမီးမေးတော်ကြီးတွေထောင်အန်လေးကျိတ်လက်တိလက်မောင်းတန်းတဲ့ရုပ်ကိုကြောက်เสียကောင်းမသွားဘူးလားကောင်းသွားတယ်ဒါကြောင့်ဒေါသထွက်ရင်အရင်ဆုံးကိုယ်မှာရုပ်ပြက်ဆင်းပြက်ဖြစ်တယ်ကဲအဲ့ဒီဒေါသကမကြေပြောက်လို့ရှိရင်ညာတော့အဲ့လိုပြောမလားကိုယ့်ဘောလှုပ်ထားတာတွေကိုတခါတည်းပြန်တွေးပြီးတော့တနှုတ်လုံးနေဘယ်ပဲလေးစောင်းအဲ့လိုရှိရင်အဲ့ဒီကိုရှိမှမတုတ်ပုံရိပ်ကမြင်းလို့ဘယ်နဲ့အိပ်ပြန်တော့ခြံအောင်မှာတုတ်ပုံရိပ်ကမြင်လို့ငါဘယ်လိုပြောတော့တာလက်မျိုးကောင်းကောင်းထိုးပြီးတော့ဘယ်လိုတွေရိုက်နေတော့တာဘယ်လိုတွေအနိုင်ကျင့်သွားတာတခါတဲ့ပြန်မလို့အောင်မချင်းမကြင်ချမ်းနိုင်ဘူးအိပ်ရထဲမှာလူလိမ့်လို့နံပါတ်2အိပ်မပြောခြင်းကို့မှာအပြစ်မရဘူးလားရသွားတယ်ရုပ်ရည်ဆင်းပြဲအိပ်ဆက်မပြောကျိုးတော်မရကဲအဲ့ဒီလိုဒေါသဖြစ်လိုက်တဲ့အတွက်ကို့မှာကောင်းကျိုးရသေးလားအဖက်ဖက်ကကိုကရှုံးသွားတာရုပ်ပြည့်ဆင်းပြဖြစ်လို့လည်းရှုံးတယ်အိမ်မပြောလို့လည်းရှုံးတယ်ကောင်းကျိုးတစ်ခုဘာမှမရပါရုပ်ရည်ဆင်းပြအိပ်ဆက်မပြောကျိုးတော်မရဘောကချွေ၍တဲ့စည်းစိမ်ဥစ္စာတွေလည်းပျက်စီးတတ်ပါတယ်စိတ်နဲ့မှန်ပါပြောလိုက်ဆိုလိုက်လုံးလိုက်မိတဲ့အတွက်စည်းစိမ်ဥစ္စာပြက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲတချို့ဆိုဒေါသမထိန်နိုင်တဲ့အတွက်တခါတည်းလူသက်ထောင်ကျပစ္စည်းဥစ္စာတွေအကုန်ဆုံးကုန်ရောတမိသားစုလုံးဒုက္ခရောက်စည်းစိမ်ချမ်းသာတဲ့ပျက်စီးခြင်းဆိုတဲ့အပြစ်လည်းရတယ်အချွေရန်ပရိသတ်တွေလည်းပဲအနာကိုမကတ်တော့ဘူးကိုနာစိကလုံကျွေးနေတဲ့အနိနာကအချွေရန်ပရိသတ်တွေကထိတ်ကနေဒေါသဖြစ်ထိတ်ကနေဒေါသဖြစ်လို့ရှိရင်လေသူတို့ကဘယ်လိုဖြစ်တာဟာတော်တော်ဒေါသကြီးတယ်လို့တူနာနေရတာမလွယ်ဘူးဆိုတော့ကဲကိုနာကနေခွာမသွားဘူးလားခွာသွားပြန်တယ်နံပါတ်5အချွေရန်နေခွာခြင်းဆိုတဲ့အပြစ်ကိုရပြန်တယ်ရုပ်ရည်ဆင်းပြက်အိပ်ဆက်မပြောကျိုးတော်မရဘောကချွေ၍မိတ်ဆွေပြက်ပြတဲ့နံပါတ်6ကမိတ်ဆွေတွေပြက်တော့အဝေးပေါင်းတဲ့မိတ်ဆွေတွေကလည်းဟာဒီလူကထိတ်ကနေဆိုဒေါသကွာဒီလူကထိတ်ကနေဆိုဒေါသကွာသူနဲ့တော့ရှားချင်းလက်တွဲလို့မလွယ်ဘူးတင်တဲ့ခက်ခွာခွာနေမှာဆိုတော့အဝေးပေါင်းတဲ့မိတ်ဆွေတွေလည်းပြက်ကုန်ရောတဲ့သေလွန်တဲ့အခါကျတော့လည်းပဲဒေါသနဲ့ပေငရဲပြေဒေါသနဲ့ပေတော့ငရဲပြေကြတယ်ဆိုတော့ကဲအပြစ်9မျိုးတောင်မရဘူးလားအဲ့တော့ကဲငါဒေါသမထွက်တော့ဘူးသီးခံလိုက်တော့မဲလို့နှလုံးသွင်းရင်လည်းဒုဒကာဓမ္မတွေသီးခံလို့မရဘူးလားရတယ်ကိုကြိုက်တာလေးတစ်ခုနှလုံးသွင်းပြီးတော့သီးခံနိုင်ဖို့တဲ့နောက်တစ်မျိုးကဆိုကြည့်လိုက်အမြဲထွက်သူယူတော့သူငါမူတုံ့ပြန်မသိသည်အမြဲထွက်သူယူတော့သူငါမူတုံ့ပြန်မသိသည်ကဲမိမိပေါ်မှာအနိုင်ယူနှိပ်စက်နေတဲ့ပုဂ္ဂိုလ်သုံးဖို့မိမိနဲ့ရံတဲ့ပုဂ္ဂိုလ်ကဒေါသဖြစ်နေပြီဆိုရင်ဘာဖြစ်နေဒေါသဖြစ်နေပြီသူကဒေါသတကြီးကိုယ့်ကိုအနိုင်ကျင့်နေတယ်သို့မဟုတ်သူနဲ့ကိုယ်နဲ့မတက်လို့ကိုယ့်ပေါ်မှာစိတ်ဆိုးမိုးဆိုးနဲ့ဆဲနေပြီထိုးမဲ့ကျိတ်မဲ့တခါတည်းကျင်းနာမောင်းလာလုံနေပြီဆိုရင်သူ့ကိုကြည့်လိုက်ပါအဲ့ဒီဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဒီဒေါသယူတာဘာယူဒေါသယူနေတာအဲ့ဒီဒေါသယူတဲ့ပုဂ္ဂိုလ်ကိုကိုယ်ကလည်းပဲဒေါသပြန်ဖြစ်မယ်ဆိုရင်သူလည်းအယူကိုယ်လည်းအယူယောဂီတွေအယူဖြစ်ခြင်းလားမဖြစ်ခြင်းဘာထိရမလဲဒေါသထိရမယ်တဲ့ဦးဇင်းတို့ဟိုးတော့က
မစိုးရိမ်ဆရာတော်ဘုရားကြီးမနဲ့စောစီထပြီးကြောင်းတိုက်ထဲမှာတပြက်လဲကျောင်းတိုင်းကအကြီးဆုံးဆရာတော်ကြီးဆိုပြီးတော့သူကငြိမ်ငြိမ်မနေဘူးမနဲ့၄နိုင်တော့ဆိုထတပြက်စီလဲအမိုက်တွေကိုပုံထားတော်ကြကြတော့ခွေးနှကောင်ကလာပြီးတော့ကိုင်းရောခွေးနှကောင်ကိုက်တော့အမိုက်တွေပါပြက်ကုန်ပွားကုန်တော့သူကတပြက်စီနဲ့ရဲပြောတဲဒီခွေးနှကောင်ငါရိုက်လိုက်ရ၃ကောင်ဖြစ်သွားတော့မယ်တဲ့ကဲခွေးနှကောင်ကဒေါသဖြစ်ပြီးမလုပ်တာကိုက်နေတာဒေါသယူနေတာအဲ့တော့သွားရိုက်မယ်ဆိုရင်ရိုက်တဲ့လူကလည်းဘာဖြစ်သွားဦးစင်းပြောတာမဟုတ်ဘူးနော်ဟိုဆရာတော်ကြီးအဲ့တော့သူလည်းပဲအဲ့ဒီဆိုရင်ဝင်သွားလိမ့်မယ်တဲ့ဒါကြောင့်ဆရာတော်ကြီးကကျင်းတပြက်စီးနဲ့ရွယ်ပြီးမှတဲဒီခွင်းတစ်ကောင်ငါရိုက်လိုက်ရ၃ကောင်ဖြစ်သွားတော့မယ်ဆိုတော့ကဲသူကဒေါသထွက်လို့ကိုကဒေါသနဲ့တုံ့ပြန်ရင်သူလည်းအယူကိုလည်းအယူတနည်းပြောရင်အကုသိုလ်လက်ဆောင်စားတယ်လို့ခေါ်အကုသိုလ်ဝတ်သား50သားလောက်ဝယ်လိုက်ပြီးတော့ဟိုဘက်ညာကောင်မရေယူအောင်မလားဆိုပြီးတော့မေးလိုက်တော့အေးငါလည်းတဝက်ပေးဆိုတော့အဲ့ဒါဘာလုပ်တာလက်ဆောင်စားတယောက်တဝက်ကဲသူကကိုယ်ဆဲကိုကသူ့ပြန်ဆဲတော့အကုသိုလ်လက်ဆောင်စားတယ်သူတဝက်ကိုတဝက်မရဘူးလားအဲ့တော့ကိုကသီးခံလိုက်ရင်ပြီးမသွားဘူးလားသူတယောက်တည်းအကုန်ယူဒုပရိသတ်တွေမပေးနိုင်ဘူးလားအပြောပဲတကယ်တမ်းကျတော့ तू ကဆက်ရင်အောင်မနေငါဘာကောင်မှမှတ်လို့လဲဆိုတော့ပြီးရောအဲ့တော့မြတ်စွာဘုရားရှင်ရှိတုန်းကအကောတဘာရဒွါစဆိုတဲ့ပုံနာသူ့နာမည်ရင်းကဘာရဒွါစအင်မတန်ဆဲလို့အကောတလို့ဆဲတဲ့ဘာရဒွါစပုံနာလို့သူ့နာမည်ပေးတယ်ဘုရားရှင်ငုတ်တုတ်ထိုင်နေတာကို तू ဆဲတာဂါထာပေါင်း900တဲ့နားလဲအောင်တရားချက်ဟောရင်9ရက်မကုန်ဘူးတစ်စခန်းလောက်ဟောပေးရမယ်အဲ့ဒါလောက်ငုတ်တုတ်ထိုင်ပြီးဆဲတာသူ့မှာတော့မောလို့ဆဲတာလည်းရက်ရောအရှင်ကောဓမာတဲ့ကျွန်ုပ်ဒီလောက်ဆဲနေတာဘာမှမဖြစ်ဘူးလားဆိုတော့ပုံနာကြီးတဲ့နင့်အောင်ငါတခုမေးမယ်နင့်အိမ်ကိုလူတယောက်ဧည့်သည်လာတဲ့ဆိုပါစို့အဲ့လိုဧည့်သည်လာတဲ့ခါမှာနင်ကဒီဧည့်သည်ကိုလက်ဆောင်ပေးမယ်အဲ့ဒီပေးလိုက်တဲ့လက်ဆောင်ဧည့်သည်မယူရင်ဘယ်သူရမလဲပုံနာကြီးပဲပြန်ရမှာတတိတော့ပြန်ရမှာပေါ့တဲ့အဲ့ဒီလိုပဲနင်ပေးတဲ့အဆက်လက်ဆောင်ငါမယူဘူးဆိုတော့ဘယ်သူရလူပဲပြန်ရတော့မှအဲ့တော့ယောဂီတို့ကလက်ဆောင်ကြိုက်လားမကြိုက်ပါဘူးဦးဇင်းတို့ဓမ္မဒုဒ္ဒဆရာတော်ကြီးရှိကြတော့ဗာပြောလဲယောဂီတို့တဲ့ယောဂီတို့ကိုတစုံတယောက်ကဆဲပြီဆိုဘယ်နှမှန်သွားလဲတဲ့ကဲယောဂီတွေတယောက်ကဆဲပြီဘယ်နှမှန်သွားမမှန်တာမမှန်တယ်ကဲ तू ကဆဲတော့ကိုမျက်နှာဘယ်လိုဖြစ်သွားချက်ချင်းတွေးကိုလတ်ပြီးတော့တခါတည်းတီးသွားပဲညီကငါဘာမှတ်လို့လဲဆိုတော့အဲ့ဒါဘာဖြစ်သွားလက်စုံစားတာအဲ့တော့တကယ်လို့ကိုကလက်မခံဘူးသူတယောက်တည်းဆဲဆိုရင်သူတယောက်တည်းအကုသိုလ်ရမှာကိုကပြန်ဆဲရင်ကိုလည်းရမှာတယောက်တစ်ဝက်ရရင်မကောင်းဘူးလားအဲ့မကောင်းလို့ရှိရင်ကို့ဘာလို့မျက်စောင်းထိုးလဲပြန်မထိုးနဲ့ဆဲလဲပြန်မဆဲနဲ့မကြားတကြားပြောလဲပြန်မပြောနဲ့ကဲအဲ့ဒါဆိုရင်ကိုအကုသိုလ်ဖြစ်အောင်မလားမဖြစ်ဘူးဒါကြောင့်သူကဒေါသယူပြီးတော့ဆဲဆိုကျိန်းပေါင်းရန်ကားနေတာငါကတောက်ပြန်လိုက်ရင်ငါလည်းဒီအယူစင်းဝင်သွားလိမ့်မယ်မဖြစ်ဘူးငါသီးခံတော့မယ်သူ့အဆင့်နဲ့ကိုယ့်အဆင့်မတူဘူးလို့ကဲယောဂီတို့ကတရားတွေတရားတွေအထုတ်ထားတော့အဆင့်မြင့်မသွားဘူးလားမြင့်ပါဘူးဘယ်လောက်မြင့်လဲပြောစမ်းမအောင်တော်တော်ကိုမြင့်သွားတယ်အဲ့တော့ဘာမှမသိနာမမသိပုဂ္ဂိုလ်ကဆဲကိုကပြန်ဆဲရင်သူနဲ့ကိုယ်နဲ့တူမသွားဘူးလားတူသွားတယ်အဲ့ဒီလိုတူရင်ကောင်းမလားမကောင်းဘူးဒါကြောင့်မလို့သူယူမဲ့အကုသိုလ်ပေးနေတဲ့အကုသိုလ်ငါမယူဘူးသူတယောက်တည်းယူပါစေသူယူတယ်လို့ကိုမယူဘူးဆိုပြီးတော့ဦးဇင်းတို့တရားဓမ္မတွေဘာလို့ရမလဲသိခံရမယ်တဲ့နောက်တစ်မျိုးဆိုကြည့်နော်သာသမီပမာစိတ်ထားကသိခံ၍သာနေရမည်သာသမီပမာစိတ်ထားကသိခံ၍သာနေရမည်ဘယ်လိုစိတ်ထားပြီးတော့သိခံမလဲသာသမီလိုစိတ်ထားပြီးတော့သိခံရမယ်ကဲသာသမီတွေကိုနှုတ်တိုင်းနေတဲ့မိခင်တယောက်ကိုကြည့်လိုက်ပါတလအရွယ်2လအရွယ်သို့မဟုတ်ရင်5 6လတစ်နှစ်အရွယ်သားငယ်သမီးငယ်တွေကိုနှုတ်ကြတိုက်ကျွေးနေတဲ့မိခင်တယောက်ကလေးကိုရင်ခွင်မှာပွင့်ကနှုတ်ကြတိုက်ကျွေးနေတဲ့အချိန်မသိတတ်တဲ့အဲ့ဒီကလေးကကြိုက်ချင်နဲ့ကြိုက်မယ်ကုတ်ချင်နဲ့ကုတ်မယ်ရင်ဘတ်ကိုမျက်နှာကိုခြေထောက်နဲ့ကန်ရင်နဲ့ကန်မယ်
အဲ့ဒီလိုကိုသားသမီးကကိုယ်ကိုကြိုက်ဆွဲတယ်ကုတ်ဆွဲတယ်ခြေထောက်တွေနဲ့ကန်နေတဲ့အခါမှာမတိတတ်တဲ့ကလေးငယ်လုံနေတာကိုမိခင်တွေစိတ်ဆိုးလားမဆိုးဘူးကိုသားလေးကိုသမီးလေးမတိလို့ဆိုပြီးတော့ချော့အောင်ချော့မြူလိုက်သေးတယ်အဲ့ဒီလိုပဲသားသမီးကိုဖွင့်လွှတ်နိုင်တယ်လို့မိမိအပေါ်မိုက်ယူရန်ကားလာတဲ့ပုံကိုယ်လေးနဲ့တွေ့ကြုံတဲ့အခါမှာအနတ်မတက်ကသန္တရာကျင်လဲခဲ့တဲ့တခွင်မှာသူနဲ့ငါနဲ့သားသမီးတော်ဆက်ခဲ့ဘူးတယ်သားသမီးမတော်ခဲ့ဘူးလို့ရှိရလားမရှိဘူးအမေအဖေမတော်ခဲ့ဘူးလို့လည်းမရှိဘူးတဲ့ဒါကြောင့်မို့တဲ့နောက်တစ်မျိုးဆိုကြည့်ယခုပြင်မာရှေးခါကငါအားကျေစုပြုဘူးပြီယခုပြင်မာရှေးခါကငါအားကျေစုပြုဘူးပြီမိမိဘောမှာခုနေအနိုင်ယူညှင်းသက်နှိပ်သက်စော်ကားပြင်မာနေတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ကြုံပြီးဆိုတော့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့တွေ့ကြုံတဲ့အခါမှာမိမိကဘယ်လိုနှလုံးသွင်းရမလဲကောင်းွယ်ကိုရှာရမယ်ဘာကိုရှာအခုသာသူငါပေါ်နိုင်ယူနေတာညှင်းဆဲနေတာနှိပ်စက်နေတာဒုက္ခပေးနေတာဟိုတုန်းခါရီတုန်းကငါအပေါ်မှာဘယ်လိုကောင်းနေတာကဲအဲ့ဒီလိုကောင်းတဲ့ကုရလေးတွေပြန်တွေးလိုက်ရင်လည်းပဲသိခံလို့မရဘူးလားရှေးတုန်းကငါပေါ်မှာဘယ်လိုကျေးဇူးတွေပြုပေးခဲ့ဘူးတယ်လို့ပြုခဲ့ဘူးတဲ့သူကျေးဇူးတွေကိုပြန်နှလုံးသွင်းရင်းနဲ့လဲဘာလို့ရမလဲသိခံရမယ်စကားလေးစက်ပြီးလို့ဦးဇင်းတို့ဟိုမှာတခုသွားသတိရရိတ်တာတခုမှဆရာတော်တစ်ပါးကနေဦးဇင်းကိုပြောတယ်တပည့်တော်ရိတ်တာမှာတဲ့ဒကမာကြီးတယောက်ရှိတယ်သူကရှေးဘဝကိုပြန်မြင်တယ်တဲ့အခုဘဝသူရထားတဲ့ဒကာကြီးကတောက်ဆန်းမူယူရန်ကသူ့ကိုလည်းနှိပ်စက်တယ်တဲ့အဲ့တော့ဒီဒကာကြီးကိုသူကျင့်တတ်ပါမလားမကျင့်တတ်ဘူးဒါပေမဲ့ဒီလိုပဲသိခံရတာပဲနေရင်းနဲ့မကျင့်မနှက်နဲ့ကဲမထူးဆိုပြီးတော့ရိတ်တာမှာတရားလာဝင်နေတဲ့တရားလာဝင်တော့သူကရှေးဘဝကိုပြန်မြင်တယ်ရှေးဘဝပြန်မြင်လိုက်တော့ရှေးဘဝတုန်းကသူတို့ဒီလင်မယားပဲတော်ခဲ့တယ်တဲ့အခုလည်းဒီလင်မယားရှေးဘဝကလည်းဒီလင်မယားဘာလုပ်ခဲ့လဲဆိုတော့ရှေးဘဝတုန်းကသူတို့ကတရောင်စားဖြစ်ခဲ့တယ်တရောင်စားဖြစ်ခဲ့တော့အဲ့ဒီတကားကြီးကတဲ့ရှေးဘဝတုန်းကသူ့ကိုတကယ်ကိုသေးသေးချာချာကြမ်းနာနာတောင်းပြီးတော့ကျွေးခဲ့ဘူးတဲ့အခုလိုလည်းမနှိမ့်ဆက်ပါဘူးတဲ့ခင်ခင်မင်းမင်းချင်းချင်းနာနာယူရရနဲ့လည်းထားတယ်သေးသေးချာချာလည်းတောင်းကျွေးခဲ့ဘူးတဲ့အဲ့ဒါတွေကိုလည်းသူပြန်မြင်ပြီးရောတကားကြီးဘလောက်ဆိုးဆိုးတပြီးတော့သိခံနိုင်သွားပြီတဲ့ကဲရှေးကပြုခဲ့ဘူးတဲ့ကျေးဇူးလေးကိုမြင်တော့မလုပ်နိုင်လေသိခံနိုင်လေဒါကြောင့်ကောင်းွက်ကိုရှာရမယ်ဘာကိုရှာကောင်းွက်ကိုရှာပြီးတော့ပြုခဲ့ဘူးတဲ့သူကျေးဇူးလေးတွေနှလုံးသွင်းပြီးတော့လည်းသိခံရမယ်ဒီတော့ဗုဒ္ဓမြတ်စွာလောင်းတရားတော်ကနှလုံးသွင်းသိခံမှုတွေအများကြီးပါပဲဒါပေမဲ့ဒီတရားစေတနာတော်နဲ့ဥစ္စာတို့တရားဓမ္မတွေနဲ့တော်ယုံသိမ့်ယုံနေတဲ့ကဲနောက်တစ်ခုဆိုကြည့်ရအောင်ငါရှိ၍တံပြမရှာငါဟာအကြောင်းဖြစ်နေသည်ငါရှိ၍တံပြမရှာငါဟာအကြောင်းဖြစ်နေသည်ဆိုလိုက်ပါငါရှိ၍တံပြင်မာရှာငါအကြောင်းဖြစ်နေသည်ငါရှိ၍ပြင်မာရှာငါအကြောင်းဖြစ်နေသည်ငါရှိ၍ပြင်မာရှာငါအကြောင်းဖြစ်နေသည်နောက်တစ်ခုနှလုံးသွင်းပြီးတော့သိခံမှုကသူတစ်ဖက်သားကိုယ့်ဘောမှာအနိုင်ယူညှင်းဆက်နှိမ့်ဆက်လာပြီဆိုလို့ရှိရင်သူကငါကိုအနိုင်ယူနှိမ့်ဆက်ညှင်းဆက်ပြီမဲ့လို့ငါတော့သမုတ်ထားတဲ့ဟောဒီခန္ဓာကြီးရှိနေလို့သူငါကိုနိုင်လို့ရတာအကယ်၍များခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုဝင်ဆံမယ်ဆိုရင်သူငါကိုနိုင်လို့ရမှာမဟုတ်တော့ဘူးကဲဟောတော့ကတော့အရှင်မောက္ကလမထေရမြတ်ကိုသား9ယောက်ဝိုင်းပြီးတော့ရိုက်လိုက်တာအယိုးတွေကိုစကွဲစီလို့ကြည်သွားမခံရဘူးလားဘာရှိလို့လဲခန္ဓာရှိနေလို့အခုအရှင်မောက္ကလံခန္ဓာရှိသေးလားခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုဝင်ဆံသွားပြီအခုချိန်မှာရှင်မောက္ကလံကိုရိုက်ချင်ပါတယ်တဲ့ရိုက်လို့ရအောင်မလားဒါပေမဲ့သူများကိုယ့်ကိုနိုင်လို့ရနေတဲ့ဆိုတာငါလို့သမုတ်ထားတဲ့ဟောဒီခန္ဓာကြီးရှိနေလို့ဒါကြောင့်သူ့အပြင်မဟုတ်ဘူးခန္ဓာရှိတဲ့
ငါအပြည့်သူ့အပြည့်လားကို့အပြည့်လားကိုကခန္ဓာချုပ်ရင်ရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုရောက်အောင်အားထုတ်နိုင်လို့ရှိရင်သူကိုယ့်ကိုနိုင်လို့ရအောင်မလားမရတော့ဘူးအခုရတယ်ဆိုတဲ့ကငါလည်းသမုတ်ထားတဲ့ဟောဒီခန္ဓာကြီးရှိနေလို့သူ့အပြင်ပုဂ္ဂိုလ်ခန္ဓာရှိတဲ့ငါအပြည့်ပဲလို့ကိုယ့်အပြည့်ကိုနှလုံးသွင်းပြီးတော့လဲဘာလို့ရသိခံရမယ်တဲ့အဲ့ဒီနှလုံးသွင်းလေးနဲ့သိခံသွားတဲ့ရစုမာလာဆိုတဲ့မိန်းကလေးဟိုတော့ကအရှင်မောကလမထေရမြတ်နတ်ပြည်ဌာနနဲ့လောကကိုတက်နတ်ပြည်ဌာနကိုတက်တဲ့အခါသူ့ရည်ရွယ်ချက်ကနတ်တွေဘယ်လိုကုသိုလ်လုပ်ခဲ့လို့စီစိတ်ချမ်းသာတွေရတာလဲအဲ့ဒါတွေမေးပြီးတော့ဘုရားကိုပြန်လျှောက်မယ်ဘုရားကနေပြီးတော့လူအများကိုတရားဟောပေးရင်လူအများတန်ဝေကရတရားတရားတွေတက်ပြီးတော့ကုသိုလ်တွေစတဲ့တကူတို့လုပ်နိုင်လိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့နတ်ပြည်ကိုတက်အဲ့လိုနတ်ပြည်ကိုလည်းတက်သွားလိုက်ရောအင်မတန်ထူးဆန်းတဲ့နတ်သမီးတယောက်နဲ့ဆုံနေအဲ့ဒီနတ်သမီးလမ်းလျှောက်နေတာကအင်မတန်အကာကျွမ်းကျင်တဲ့ကာခြေတီတယောက်ကာကြိုးဆင်ပြီးတော့လျှောက်သွားနေသည်ပမာတဲ့အင်မတန်အကာကျွမ်းကျင်တဲ့ကားခြေတဲ့တယောက်ဟာကာကြိုးလေးဆင်ပြီးတော့သွားနေတယ်လို့ပဲအဲ့ဒီနတ်သမီးသွားတာကအင်မတန်ကြည့်လို့ကောင်းနေသူ့နောက်မှာပါလာတဲ့နတ်သမီးအချမ်းရံ1000အချမ်းရံပြိတ္တာကလည်း1000သွားပုံလာပုံကလည်းကြည့်လို့ကောင်းဟောသူသွားလိုက်ပြီဆိုရင်လက်ကလေးခြေလေးခါလေးနှွဲ့ခေါင်းလေးနှွဲ့ကဟန်လွဲပြီးတော့သွားတိုင်းခန္ဓာကိုယ်မှာဝတ်ဆင်ထားတဲ့နတ်ကိုတန်စားတွေကနေပြီးတော့ထွက်ပေါ်လာတဲ့အတန်တွေကတူရိယာတန်တွေလိုပဲတဲ့ခန္ဓာကိုယ်မှာလည်းပဲနတ်ဝတ္တန်စားတွေခေါင်းမှာလည်းပဲနတ်ဝတ္တန်စားတွေနတ်ပြည်ကရှိတဲ့ရွှေငွေကြောင့်တံပရမယရဏတွေကိုတန်စားဆင်တာအဲ့ဒါတွေကခြေလက်ဟန်လွှဲတိုင်းတချွန်းချွန်းနဲ့ထိကသွားတာခေါင်းမှာပန်းထားတဲ့နန္ဒာရဝနတ်ပန်းကွင်ကြီးကလေအတိုက်မှာလေအတိုးမှာပေါ်ထွက်လာတဲ့အတန်လေးတကိုယ်လုံးပေါင်းလိုက်တယ်ဆိုလို့ရှိရင်တန်ဆုံးတီးဝိုင်းကြီးတဝိုင်းတီးခတ်နေတယ်လို့တဲ့နတ်သမီးခန္ဓာကိုယ်ကလမ်းလျှောက်တိုင်းမှာခန္ဓာကိုယ်ဟန်ချက်တွေတွဲတိုင်းမှာပေါ်ထွက်လာတဲ့အတန်လေးကအင်မတန်ကောင်းတဲ့တန်ဆုံးတီးဝိုင်းကြီးတစ်ခုတီးနေတယ်လို့သူ့သွားတာကလည်းကနေတယ်လို့အတန်ထွက်လာတာကလည်းတန်ဆုံးတီးဝိုင်းကြီးတီးနေတယ်လို့အင်မတန်ထူးဆန်းတော့နတ်ပြည်ဌာနနတ်လောကမှာနတ်တော်ဥယျင်သွားကြတဲ့နတ်သားနတ်သမီးတွေအားလုံးကိုငေးယူရလောက်တဲ့နတ်သမီးတဲ့သူ့ခန္ဓာကိုယ်ကနေပြီးတော့ပေါ်ထွက်လာတဲ့ယနတ်တွေကလည်းပဲအင်မတန်မွေးတဲ့ယနတ်နေတဲ့လူတွေလိုခန္ဓာကိုယ်ကချွေးနှံ့နေထွက်နေတာမဟုတ်ဘူးအဲ့ဒီနတ်သမီးကြတော့ခန္ဓာကိုယ်ကနေအင်မတန်မွေးတဲ့ယနတ်တွေထွက်ခေါင်းမှာပန်းဆင်ထားတဲ့မန္တရဝနတ်ပန်းခွင်ကြီးကလည်းပဲအရဆယ်မျက်နာကိုအနံ့တွေကြိုင်ထွက်နေတယ်အဲ့ဒါလောက်အကျိုးပေးထက်တန်တဲ့နတ်သမီးသွားလည်းပဲတွေ့လိုက်ရောအံ့ဩလွန်းလို့ရှင်မောကလန်ကနတ်သမီးသင်ပြီးဘယ်လိုကောင်းမှုကံတွေကိုလုပ်ခဲ့လို့ဒီလိုအကျိုးတွေပြည့်စုံရတယ်လေမေးလိုက်တဲ့အခါကျတော့နတ်သမီးကရှစ်စနိုးနဲ့ပြန်ပြီးတော့မလျှောက်ရဲဘူးမဖြစ်ရဲဘူးတဲ့အဲ့တော့မှရှင်မောကလန်မထေရမြတ်ကနတ်သမီးသိကျင်လို့မေးတာငါ့ကိုဖြေပါထပ်ပြီးတော့မေးလိုက်တော့မှအဲ့ဒီနတ်သမီးကဘုံတော်ကြီးမာတော်မူသောရှင်မောကလန်မထေရမြတ်ကြီးဗျာတပည့်တော်သည်ဟိုလူဖြစ်စဉ်အခါတုန်းကဂယာဆိုတဲ့ရွာမှာကျွန်မလေးတယောက်ဖြစ်ခဲ့ပါတယ်ဗျာတဲ့ဘာဖြစ်ခဲ့တာကျွန်မလေးတယောက်ဖြစ်ခဲ့ပါတယ်ဗျာတပည့်တော်ရဲ့အမေကလည်းကျွန်တပည့်တော်ကလည်းအိမ်ပါကျွန်အဲ့ဒီလိုကျွန်ဘဝနေရရင်တပည့်တော်အရွယ်တော်မရောက်သေးဘူးတပည့်တော်တို့နေတဲ့အိမ်ကိုဟောသခင်မတယောက်ရောက်လာခဲ့ပြီအိမ်ကသခင်ကလက်ဆက်တော့သခင်မအစ်စ်ရောက်လာခဲ့ပြီရောက်လာတဲ့သခင်မကဘယ်ဘဝရည်စက်ရမသိပါဗျာတပည့်တော်ကိုမြင်လိုက်တာနဲ့ဆက်ခနဲ့ဆိုခေါင်းခေါက်ဆက်ခနဲ့ဆိုဆွဲပိန်တခါတလေပါးတွေနားတွေရိုက်သူနဲ့တွေ့လိုက်တာနဲ့ခံရတာကြီးတယ်ပဲတပြည့်ပြည့်နဲ့ဗျာတဲ့တပည့်တော်အမေအသက်ကြီးလို့သေဆုံးသွားတော့အဲ့ဒီယာတုတပည့်တော်ရသူ့အိမ်မှာကျွန်မဘဝနဲ့လောက်ကင်ကျွေးမွေပြုစုယူရခဲ့ရတယ်ဒါပေမဲ့လို့တခါမှတပည့်တော်မကိုမျက်နှာသာမပေးပါဗျာအရွယ်ကလည်းပဲ16 18အရွယ်ရောက်လို့ခိုင်းလို့စီလို့လည်းကောင်းနေပြီဆိုတဲ့ဒီချိန်မှာသူကလည်းပဲဘယ်ဘဝရေစက်ရဲကြောင့်မသိပါတပည့်တော်မကိုအနိုင်ကျင့်လိုက်တာတခါတလေအနာဖြတ်လျှောက်သွားတွေ့ကြရနဲ့ကောက်ပြီးတော့ပေါက်လို့ဖိုးခဲ့ရောင်းခဲ့တာတွေလည်းတပည့်တော်မမနေတော့ပါဗျာအနိအနာခေါ်ပြီးတော့အလုတ်ခိုင်းရင်လည်းမကျင်တတ်လို့သပင်ကိုဆွဲကပါးတွေနားတွေရိုက်တာလည်းပင်သွေးထက်တန်ယူနဲ့ပြစ်လဲခဲ့တဲ့အခါပေါင်းနဲ့မနေခဲ့ပါရှင်ဗျာတပည့်တော်သခင်မကတပည့်တော်မကိုအဲ့ဒီလိုနေ့စဉ်နဲ့အမျှမရိုက်တဲ့နေ့ဆိုတာမရှိပါမနှိပ်စက်တဲ့နေ့ဆိုတာမရှိပါဗျာတခါလေတပည့်တော်မကိုဘလောက်တောင်နှိပ်စက်လဲဆိုရင်အနိနာခေါ်ပြီးတော့သပင်ကိုဆွဲ
လက်မှာနှစ်ပတ်သုံးပတ်ရစ်ပတ်လိုက်ပြီးတော့ကျွတ်မသွားအောင်အဲ့ဒီလိုရစ်ပတ်ပြီးတော့ခေါင်းကိုဆွဲပြီးတော့ရင်ဝါကိုဒူးနဲ့တိုက်အရှိုက်ကိုမိလိုက်တော့တပည့်တော်မှအဲ့ဒီနားမှာပုံလဲကျသွားတဲ့အချိန်တထောင်လေးနဲ့ထောင်ဖနှောက်လေးနဲ့ပေါက်ဗဇက်ကတွေးလေးကြတာတော့မှတပည့်တော်သခင်မနှိပ်ဆက်လို့အာမရသေးပါရှင်ဗျာအဲ့ဒီလိုနဲ့နေ့နေ့ညညအနှိပ်ဆက်တွေခန္ဓာများတော့ဒီသပင်ရှိနေရင်တော့ငါအရိုက်ခံရအောင်ပါဆိုပြီးတော့တပည့်တော်တခါတည်းကတုံးတုံးချလိုက်တယ်ဗျာကဲကတုံးတုံးနဲ့ရည်ရွယ်ချက်ကတိတ်တော့မလို့နော်ကတုံးတုံးပြီးတော့အိမ်နဲ့ပြန်လာရောလေတပည့်တော်သခင်မကစိတ်ဆိုးလိုက်တာဗျာတဲ့ဟဲ့ကျွန်းမနင်းကကတုံးတုံးလိုက်လို့အရိုက်ခံရလွတ်မယ်ထင်သလားလာခဲ့ဇန်းဆိုပြီးတော့တပည့်တော်မကိုအနာခေါ်တပည့်တော်မလည်းကြောက်ကြောက်လန့်လန့်နဲ့အနာသွားအနာလည်းရောက်ရောသူ့ဝိနာရှိတဲ့ကြိုးတစ်ချောင်းနဲ့ခေါင်းကိုနှစ်ပတ်သုံးပတ်ရစ်ချီသပင်ကိုဖုံပြီးဆွဲထားသလိုအဲ့ဒီကြိုးကိုနောက်မှတွဲလောင်းချထားပြီးတော့သပင်ပမသဘောထားကကြိုးကိုဆွဲလိုက်ရိုက်လိုက်ကြိုးကိုဆွဲလိုက်ရိုက်လိုက်စိတ်တွေကလည်းဆိုးနေတော့အရှင်ဗျာအားရတယ်မရှိဘူးတပည့်တော်ပါဇက်တွေလည်းပါတွေလည်းရိုက်နားတွေလည်းရိုက်သပင်အစကြိုးကိုလည်းဆွဲလယ်ရင်းကိုလည်းညှိရင်ဝါကိုလည်းဒူးနဲ့တိုက်ပုံလဲသွားတဲ့အချိန်မှာဖနှောက်နဲ့ပေါက်တွေနဲ့ထွေးနီးမျိုးစုံနဲ့ညှင်းဆက်နှိမ့်ဆက်လိုက်တာဗျာမသေးရုံအသက်ပဲကြံပါတော့တယ်ပြီးတော့အာရပါရနဲ့နှိမ့်ဆက်ပြီးတော့တပည့်တော်မကိုပြောသေးတယ်နင်အဲ့ဒီခေါင်းကကြိုးကိုဘယ်တော့မှမချွတ်ရဘူးအမိန့်တော်ချမှတ်လိုက်တော့တပည့်တော်မလည်းသူထားရနဲ့သူစေရသွားဆိုတဲ့ကျွန်မဖြစ်နေတော့ခေါင်းကကြိုးကိုမချွတ်ရဲပါဗျာရေခတ်သွားတဲ့ကြိုတန်လန်းနဲ့ထင်းခွေသွားတဲ့ကြိုတန်လန်းနဲ့မြင်လူတိုင်းကတပည့်တော်မကိုစကြပါတယ်နောက်ကြပါတယ်ရိစုမာလာဖာတဲ့လေရိစုမာလာကြိုပန်းပန်းနဲ့မိန်းကလေးတဲ့ဟိုလူကတွေ့လေဒီနာမည်နဲ့စဒီလူကတွေ့လည်းပဲဒီနာမည်နဲ့စအပြိုအရွယ်ရှက်တတ်ပေမဲ့လို့တပည့်တော်မသခင်မကိုမလွန်ဆန်းရဲလို့အဲ့ဒီကြိုးကိုလည်းမချွတ်ရဲပါတယောက်ကတွေ့လေရိစုမာလာကြိုပန်းပန်းနဲ့ကောင်းပါလေရိစုမာလာကြိုးပန်းပန်းနဲ့ကောင်းပါလေနောက်ကြပြောင်ကြစကြတော့ရှက်လိုက်တာဒါပေမဲ့လို့တပည့်တော်မကြိုးကိုမချွတ်ရဲပါအဲ့ဒီလိုနဲ့နေ့နေ့ညညနှိမ့်ဆက်မှုတွေခံရတာများတော့ကဲဒီလောက်တောင်ဆင်းဆင်းရဲရဲအသက်ရှင်ရမှာတော့မထူတော့ဘူးကိုပဲအဆုံးစီရင်တော့မယ်လူဘဝနေလဲဘာထူးသေးလဲဆိုပြီးတော့တပည့်တော်မသည်ရေအိုးတလုံးဆွဲရေခတ်သွားမဲ့ဟန်ပြင်ကလမ်းမကြီးကနေထွက်ခဲ့ပါတယ်ဗျာအဲ့ဒီလိုလမ်းမကြီးကထွက်ခဲ့ရင်နဲ့တောအုပ်တခုအဆက်လည်းရောက်ရေအိုးကိုပြစ်ချကတောထဲကိုဝင်ခဲ့ပါပြီတောထဲကိုလည်းရောက်ရောတပည့်တော်မခေါင်းကကြိုးကိုချွတ်လိုက်ပြီသခင်မနဲ့ပြန်ဆောင်စရာမလိုတော့ဘူးကြောက်စရာလည်းမလိုတော့ဘူးဒီကြိုးနဲ့တစ်ပင်ချီကျိုးခွင်းတက်ပြီးတော့လက်ထဲမှာကျိုးခွင်းချကကိုအဆုံးစီရင်တော့မယ်ဆိုပြီးတော့တစ်တပင်ရဲ့တစ်ခဲမှာကျိုးကိုချီလက်ပင်တစ်ခုဆန့်သားလောက်ကျိုးခွင်းလေးလှုပ်ပြီးတဲ့အခါတပည့်တော်မှစဉ်းစားလိုက်တယ်အကယ်၍များဒီနာမှာတယောက်တလေရှိနေခဲ့မယ်ဆိုရင်ငါကျိုးခွင်းချနေတော့မှကျိုးဆွဲချနေတော့မှပြေးပြီးတော့ကဲလိုက်မယ်ဆိုရင်မသေးဘဲနဲ့ကြံနေအောင်မယ်အနိအနာဘသူရှိတယ်လဲရှာလိုက်အောင်မယ်ဆိုပြီးတော့ဟိုနာဒီနာလှည့်ပတ်ကြည့်လိုက်တော့တထတသာသိတံဗုဒ္ဓံတပ္ပလောကဟိတံမုနေနိသိဏရောခမူလသမိန်ဇာယံတံအကုတောပယံဗန္တေဘုံတော်ကြည်တော်မူသောအရှင်မောကလံမထေရမြတ်ကြီးဗျာတထတသမိန်ဝနတန်တေထိုတော်အုပ်ကြီးတဲ့မှာတံဗုဒ္ဓသစ္စာ၄ပါးမြတ်တရားကိုဆရာမကုတရားဘုညာဖြင့်သိတော်မူပေထသောသဗ္ဗလောကဟိတံလောကတစ်ခုလုံးရဲ့ကောင်းကျိုးစည်းဝါးတဲ့ဘွယ်ဖြစ်တော်မူသောဒုက္ခမူလသဘိသစ်တပင်ယမဇာယံတံအာရမနုပနေသံလက္ခဏုပနေသံတစ်ပါးကိုဝင်စားလျက်နိဗ္ဗာန်ထိုင်နေတော်မူသောအကုတောဗျံမိတိအကြောင်းများဘေးမရှိပါပေသောမုနီထိုတင်ဘုရားရှင်ကိုရောမြတ်ကြီးကိုအတ္တတာသိင်ကောင်းစွာမသွေဘူးမြင်လိုက်ရပါပေတော့သည်ဘုရားအရှင်မောကလံမထေရမြတ်ကြီးဗျာဟိုဒီတပည့်တော်ကိုကဲတင်မဲ့ပုဂ္ဂိုလ်ကိုရှာကြည့်လိုက်တော့ကဲမဆုလို့ရှာကြည့်လိုက်တဲ့အခါမှာသစ်တပင်ရင်ထိုင်နေတဲ့ဘုရားရှင်ကိုတွေ့လိုက်ပါပြီတထတသာသိတံဗုဒ္ဓံတပ္ပလောကဟိတံမုနေနိသိဏံဒုက္ခမူလသမိဇာယံတံအကုတောပယံခန္ဓာကိုယ်အနေကြောင့်ကြည်တော်6ွယ်ကွန်မြူပြီးတော့တင့်တဲ့တပ်ပဲစွာထိုင်နေတော်မူတဲ့ဘုရားရှင်ကိုတပည့်တော်မှဖူးမြင်လိုက်ရပါပြီဒါပေမဲ့နှုံချလာတဲ့တပည့်တော်မှဘဝမှာဖယားမြင်လို့ဖယားမှန်းမသိပါ
ဖယားကိုမြင်ပေမဲ့လို့ तू သိရဲ့လားကျွမ်းမလေးဘဝနဲ့ तू အိမ်မှာခိုင်းစေသမျှလောက်ကိုင်းခဲ့ရတယ်ဖယားကြားသာကြားဘူးခဲ့တဲ့တခါမှမဖူးဘူးပါဒါကြောင့်ဖယားကိုမြင်လိုက်တော့ရောင်ကျတော့6သွဲကွန်မြူနေတဲ့ဘုရားရှင်ကိုမြင်ပေမဲ့လို့တပည့်တော်မှလူလားနတ်လားမခွဲခြားတတ်ပါရှင်ဗျာတဲ့အဲ့ဒီလိုနဲ့ဘုရားရှင်ကိုငေးမောပြီးတော့ကြည်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုဖူးရင်နဲ့စိတ်ကူးတစ်ခုဝင်လာခဲ့ပါတယ်ဂௌတ္တရိယောဇာနာရတောအဘိကတာမနတောဟိတောသဗ္ဗတလောကတဗုဒ္ဓောအယံဘဝေတတိအယံဤပုဂ္ဂိုလ်သူကြီးသည်ဂௌတ္တရိယောဣန္ဒြေ6ပါးမပေါက်ကြဖို့ထောက်ထားကရုစောင့်စည်းမှုကိုလည်းပြုတော်မူတတ်ပါပြီထသောဇာနာရတောအရဟတကိုဇန္တမပတ်ဖြင့်မွေလျော်တော်မူပါပြီထသောအဘိကတမန္တသောနိဗ္ဗာန်မှာတပါတခြားအာယုံတို့မသွားသောစိတ်ရှိပေတတ်သောသဗ္ဗတလောကတတတလောကတခုလုံးဤဟိတောအစည်းအဝါတပွဲဖြစ်တော်မူသောဗုဒ္ဓသစ္စာလေးပါးတရားသိမြင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဘဝိတ္တိဧကံစင်စစ်ဖြစ်ပေလိမ့်မည်တပည့်တော်မှာဘုရားရှင်ကိုကြည်ရင်ဖူးရင်နဲ့ရောင်ကြတော့6သွဲကွန်မြူပြီးတော့ဣန္ဒြေရစွာထိုင်နေတော်မူတဲ့ဘုရားရှင်ကိုဖူးရင်နဲ့ဩဣန္ဒြေလုံးကျုံလိုက်တဲ့ပုဂ္ဂိုလ်ကြီးဧကန္တသူများပြောတဲ့ဘုရားဆိုတာဖြစ်မယ်ထင်တယ်လို့စိတ်ဓာတ်ကမှန်းဆပြီးတော့ဘုရားကိုကြည်ညိုရပါတယ်ရှင်ဗျာအဲ့ဒီလိုမှန်းဆပြီးတော့ကြည်ညိုနေတဲ့အချိန်မှာပဲဘုရားရှင်ကသောမံမုတုဟိဝါဆိုင်အာလပိတ္တဝတထာဂတောရိစုမာလေတိမံဝဇာတရဏံကိစ္စတထာဂတံသောတထာဂတောထိုသစ္စာလေးပါးတရားသိမြင်ဘုရားရှင်ကိုရောမြတ်ကြီးသည်မုတုဟိဝါဆိုင်နုညံချိုတသောစကားတို့ဖြင့်မန္တပိတော်မကိုရိစုမာလေတိရိစုမာလာဟု၍အာလပိတ္တဝခေါ်တော်မူ၍ရိစုမာလေจิตသမီးရိစုမာလာတထာဂတံတထာဂတောမြည်တွင်ငါဘုရားအရှင်ကိုတရဏံကိုကွယ်ရာဟု၍ခိစ္ဆာစိကပ်ပါလေလောဣတိဤသို့မန္တပိတော်မကိုအဝေါစာကောင်းစွာမသွေမိန်ကြလိုက်ပါပြီတော့သည်ဘုရားတထာဂတမြည်တွင်ဘုရားအရှင်ပဲလို့တပည့်တော်မှစိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ဘုရားရှင်ကိုရောမြတ်ကလည်းပဲကရုဏာပြည့်တဲ့အတန်တော်နဲ့နုညံ့ချိုသာသာတပည့်တော်မကိုခေါ်လိုက်ပါတယ်ချစ်သမီးရိစုမာလာတထာဂတမြည်တွင်ငါဘုရားအရှင်ကိုလက်ဥတင်ကဖူးမြင်လိုက်စမ်းပါဒီလိုလဲဘုရားရှင်အမိန့်ရှိလိုက်ရောဘုရားအတန်တော်တပည့်တော်နားထဲမှာလေပရဏပိဋိကွမ်းစီတိတလို့ချိုဣနေပြီးတော့ဘုရားရှင်ရှေ့မှာဒူထောက်ကြကလက်ဥတင်လို့ဖူးမြင်လိုက်ပါတယ်ရှင်ဘုရားအဲဒီလိုလက်ဥတင်ဖူးမြင်လိုက်တဲ့အချိန်မှာငါတို့လိုဆင်းရဲတဲ့ပုဂ္ဂိုလ်ကိုဘုရားရှင်တရားဟောပေးရင်ကောင်းပါပဲဘုရားတရားကိုသိရင်တော့ဒီဒုက္ခကလွတ်မြောက်နိုင်မလားမသိအဲဒီလိုစိတ်ကြံဖြစ်နေတော့မှပဲဘုရားရှင်ကတပည့်တော်မကိုတရားရည်အမြိုက်စိတ်တိုက်ရွေးခဲ့ပါတယ်ဣဒံဒုက္ခတိမံဝောဇာအယံဒုက္ခတတံဘဝဒုက္ခនិရောဓမေကောဇာအင်ဇတောအမတောကတောဒေစုမာလေจิตသမီးဒေစုမာလာဣတံဣသင်จิตသမီးရတာတဲ့ခန္ဓာ၅ပါးသည်ဒုက္ခဒုက္ခသစ္စာအမှန်တရားပါပေသည်จิตသမီးဒေစုမာလာသင်ရထားတဲ့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာဘာသစ္စာလဲဒေစုမာလာရဲ့ခန္ဓာဒုက္ခသစ္စာဖြစ်တယ်လို့ဒုပရိသတ်ရဲ့ခန္ဓာလည်းဒုက္ခသစ္စာจิตသမီးရိစုမာလာသင်သခင်မကနှိပ်စက်လို့ဒုက္ခရောက်တယ်မထင်ပါနဲ့ဒုက္ခသစ္စာခန္ဓာကြီးကိုရထားလို့ဒုက္ခရောက်တာအကယ်၍ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုရောက်နေမယ်ဆိုရင်အဲ့ဒီဒုက္ခတွေจิตသမီးသင်တွေ့ရမှာမဟုတ်ဘူးဒါကြောင့်သင်သခင်မကိုအပြစ်မတင်ပါနဲ့ခန္ဓာရှိတဲ့သင်အပြစ်ပဲကဲခန္ဓာရှိတဲ့ငါအပြစ်ပါလားလို့တပည့်တော်မှနှလုံးသွင်းနိုင်လိုက်တော့သခင်မပေါ်မှာဖြစ်ပေါ်နေတဲ့မကျေနပ်မှုတွေဒေါသတွေအကုန်လုံးငြိမ်းသွားပါပြီတဲ့ကိုယ်အပြစ်ကိုပြန်ကြည့်လိုက်တော့ဒေါသတွေမငြိမ်းဘူးလားငြိမ်းသွားပြီဩသခင်မငါကိုနှိပ်စက်လို့ငါဒုက္ခရောက်တာမဟုတ်ဘူးတဲ့ခန္ဓာရှိလို့ဒုက္ခရောက်နေတာခန္ဓာကြီးကိုကဘာသစ္စာတဲ့ဒုက္ခသစ္စာဒါဖြင့်ဒုက္ခသစ္စာခန္ဓာကြီးရတော့ဒုက္ခမကြုံဘူးလားအဲ့ဒီခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုရောက်နေမယ်ဆိုရင်ဒုပရိသတ်တွေဒီဒုက္ခမျိုးကြုံအောင်မလား